ဆိုချီထုတ်နေပြမယ်ပေါ့နော်ဒါပြောရရင်တော့သူမကကူတာပေါ့သူမပစုံချီမထုတ်ရဲဘူးဆိုတော့ဒီလောက် size ဆိုလို့ဆိုရင်တော့ဒါပုံစံလည်းမပြတ်ချင်ဘူးရုပ်လည်းမပြတ်ချင်ဘူးချီထုတ်ရလည်းခက်တယ်ဆိုလို့ဆိုရင်တော့ကက်ကြီးနည်းနည်းချွန်လေးနဲ့ဒီလောက်ထိတော့တစ်ချက်ညက်ဖြတ်လိုက်ပါနော်မျက်လုံးလေးအပေါ်နောက်လောက်ထိပေါ့တစ်ချက်ညက်ဖြတ်လိုက်ပဲပြီးရင်ဘယ်ဘက်လက်နဲ့နည်းနည်းလေးညစ်ပေးလိုက်ရင်သူကဒီချီထုတ်လေးရောနည်းနည်းထွက်လာပြီပေါ့နော်ပြီးအသားလေးဆွဲထုတ်လိုက်အောင်မယ်ကဲဒီလောက်ပေါ့နော်ဆိုတော့အဲ့လောက်လေးပဲကကြီးချွန်လေးနဲ့တစ်ဖက်ကတော့ဘယ်ဘက်လက်နဲ့နည်းနည်းညစ်ထားပေါ့တစ်ဖက်ကတော့ကကြီးလေးနဲ့ဦးလန်ချောင်းလေးနည်းနည်းလေးဖွင့်ပေးလိုက်ပေါ့ဒါဆိုလို့စနေရပြီရေလေးဆေးပြီးတော့ပုံစံလည်းမပြတ်ဘူး site ကလည်းနည်းနည်းကြည့်ရဲဆိုတော့ဒီလောက်ဆိုရင်ရပြီဒါသူ့မောက်ကူညီအောင်တက်ပဲဒါနောက်တစ်ကောင်ပါဒီလောက်ထိညက်ဖြတ်လိုက်ပါနော်ပြီးရင်တစ်ဖက်ကနည်းနည်းလေးညက်ထားပြီးတော့နောက်တစ်ဖက်ကတော့လမ်းကြောင်းလေးနည်းနည်းကြီးအချွန်လေးနဲ့ဆိုပိုကောင်းတယ်နည်းနည်းလေးလမ်းဖွင့်ပေးလိုက်ပေါ့ပြီးရင်လည်းတစ်ဖက်ကညက်ထားပြီးတော့နောက်တစ်ဖက်ကသားလေးဆွဲထုတ်လိုက်ပေါ့ညစ်ထားလိုက်ုံနဲ့တောင်သူကထွက်လာဆိုလေကဲဒါလေးပဲဒီလိုပဲ engineer ကျောင်းတက်ထားတာမမားဘူးပေါ့နော် engineer ကျောင်းပြီးထားတာဆိုစက်တွေ engine တွေခြင်တာတို့ငါတော့သိမခက်ဘူး